လာပါရှင်။မိုင်ရှဲဒါယရီကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့ဆရာကြီးပီမွန်နေရေးသားထားတဲ့တကယ်လူဆိုတဲ့စာအုပ်ကိုဆက်လက်ဖတ်ပြပေးကြပါမယ်။အိယာဌာနီအဘယ်အချိန်အဘယ်နာရီမှထရမည်ဟုပုံတင်မပြောနိုင်ပေ။ထနီကိုသာပြောလို၏။အိယာမှနိုးသောအခါအိယာရဲ့၌ပြင်းကြောဆွဲကတွန့်လည်၍မနေကောင်းပေ။ထိုကဲ့သို့နေခြင်းသည်အပြင်းကိုအားပေးခြင်း will power စိတ်အားကိုဆောက်ရုပ်စေခြင်းဖြစ်လေသည်။နိုးလင်နိုးခြင်းလျင်မြန်ဖြတ်လက်စွာထားရမည်။နနက်သည်အကောင်းဆုံးသောအချိန်အကြည်လင်ဆုံးသောအချိန်ဖြစ်ရာထိုအချိန်၌စိတ်ဆူခြင်းဒေါသထွက်ခြင်းဖြင့်နောက်ကျညှဉ်းနှွမ်းအောင်မလုပ်ကောင်းပေ။နနက်သည်မင်္ဂလာယူသောအခါဖြစ်၏။နနက်၌စိတ်ဆူမိကတစ်နေ့လုံးမသားမရဖြစ်တတ်လေသည်။စိတ်ဆိုးစရာတစ်ခုခုကိုမြင်ရကြရချီကငါစိတ်ဆိုးသောကြောင့်ဘာထူးမှလဲ။ငါမပြောဘဲနေလျင်ဘာများအကြီးအကျယ်ဖြစ်မှလဲ။ငါဘာသာကြီးကြီးလင်းလင်းပြောလျင်အဘယ်မှလျင်အကျိုးရုပ်ဖို့ရှိပါသလဲ။ဘာအရေးကြီးလို့ငါစိတ်တို့ရမှလဲဟု၍မိမိကိုယ်ကိုတရားပြကနနက်ခင်ဤတာယာကြည်လင်ခြင်းကိုမထိခိုက်ရအောင်ဂရုစိုက်ရမည်။သွေးသည်ထကြလှုပ်ရှားမှတော့ကောင်းစွာသွား၏။အိယာထဲ၌တွန့်လိန်၍နေသောသူ၏သွေးမှာကောင်းစွာမသွားသဖြင့်ဖောက်ပြန်၍နေလေသည်။ထိုအလေးဖြင့်ကြာသောအခါအိုလေကြလွယ်၏။စိတ်အားကိုအားဆောက်ရုပ်လွယ်လေသည်။စာရေးသူမှာအထိမ့်မှတ်တစ်ခုထား၏။ထိုအထိမ့်မှတ်ကနနက်ခင်၌စကားများ၍မသားမယာဖြစ်သည့်အခါအများအပြားတစ်နေ့လုံးမသားမယာဖြစ်တတ်လေသည်။နနက်စောစောလောကဓာတ်သည်အလှဆုံးအသားရဆုံးဖြစ်၏။ထိုတာယာခြင်းကိုမရှုမမြင်ရအောင်နေမြင့်စွာအိတ်သူတို့၏စိတ်၌တာယာလက်ဆက်နှုပြသောလောကဓာတ်၏အငွေအသက်သည်အဘယ်မှဝင်ရောက်နိုင်ပါမည်နည်းဆုံးဖြတ်ခြင်းလျင်မြန်စွာဆုံးဖြတ်နိုင်ဖို့ရန်ဆုံးဖြတ်ချက်ချခြင်းအလေးကိုရအောင်ခြင်းမူလိုလေသည်ထိုအလေးခြင်းကိုဆုံးဖြတ်ချက်ချရသောအလုပ်များအကြံများကိုလှုပ်ခြင်းပြုခြင်းဖြင့်ရနိုင်လေသည်အသင်၏အလုပ်များ၌အဘယ်လိုလုပ်ရမည်အဘယ်လိုကြံရမည်အဘယ်ကစရမည်ဟုသောဆုံးဖြတ်ချက်ကိုပြုရမည်အလုပ်များရှိလိမ့်မည်ထိုအလုပ်ထိုအကြံများအနက်တစ်ခုခုကိုရွေးပြီးစိတ်ငြိမ်သောနေရာ၌စဉ်းစားဆုံးဖြတ်ချက်ကိုချရမည်အကယ်၍တစ်ခုခုနှင့်ပတ်သက်၍အဘယ်ပုံလုပ်ရမည်ကိုဝေခွဲ၍မရသည့်အခါချက်ချင်းဆုံးဖြတ်၍ကြည်ပါနိုင်နိုင်ချိန်ချိန်သူကမိန်သို့ပရိအိန္ဒြေတိမ်မွေးစေရမည်ဟုသောစကားရှိသည်ထိုပရိနေကိုလျင်မြန်စွာရရှိအောင်လေ့ကျင့်မှသာဆုံးဖြတ်ချက်လျင်မြန်နိုင်လေသည်ဆုံးဖြတ်ချက်မလျင်မမြန်ကပရိနေအရာကြသဖြင့်အခွင့်ကောင်းနေဖြစ်တတ်လေသည်နေ့စဉ်နေ့တိုင်းဆုံးဖြတ်ချက်ချဖို့ကိစ္စတွေရှိ၏ထိုကိစ္စအသေးအဖွဲကလေးများမှာဆုံးဖြတ်ချက်ချဖို့ဂရုစိုက်ရမည်ဆုံးဖြတ်ချက်ချခြင်းသည်စိတ်ကူးကြံစည်ခြင်းပင်ဖြစ်လေသည်စိတ်ကူးကြံစည်ခြင်းအလေးအကျင့်ကိုရမှသာဆုံးဖြတ်ချက်လျင်မြန်နိုင်လေသည်တွေးကြပုံမှာလောจิตဉာဏ်ပါအောင်အတွေးကြံပါသောသူတို့၏စကားများစာများကိုဖတ်ရမည်တွေးကြံလေးရှိမှလောจิตဉာဏ်ကိုရနိုင်လေသည်လောจิตဉာဏ်မရကဆုံးဖြတ်ချက်ချဖို့ခက်သည်အမားကိုလည်းဆုံးဖြတ်တတ်လေသည်ခေါင်းမာခြင်းသည်ဆုံးဖြတ်ခြင်းနှင့်မတူပေတစုံတရာကိုမြည်တို့မြည်ပုံလုပ်ပါမည်ဟုဆုံးဖြတ်ပြီးနောက်ဆုံးဖြတ်ချက်အတိုင်းလုပ်ခြင်းကိုတစေခြင်းတန်နှိဋ္ဌံချခြင်းဟုခေါ်၏မစင်မစားမစူးစမ်းပဲတစောက်ခံပြုလုပ်ခြင်းကိုခေါင်းမာခြင်းဟုခေါ်လေသည်လောจิตဉာဏ်လောจิตဉာဏ်ကိုအချို့သောပညာရှိများသည်လောจิตမသိဘဲရကြ၏သို့တော်လည်းပညာလိုက်စား၍စာကောင်းပေကောင်းများကိုဖတ်လိရှိမှရနိုင်လေသည်သို့သည်မဟုတ်လောจิตကိုသင်သဖြင့်လည်းထိုဉာဏ်ကိုရနိုင်လေသည်ထိုဉာဏ်ကိုအောက်ပါနည်းဖြင့်လည်းအတော်တန်ရနိုင်လေသည်ထိုဉာဏ်ကိုရဖို့ရန်အထုကတိပြုရန်အချက်မှာနှစ်ချက်ရှိ၏ထိုနှစ်ချက်ကပီလာဆန့်ကျင်သောသဘောတရား၊ကွဲပြားခြားနားသောသဘောတရားဤသဘောတရားနှစ်ခုကိုသိရမည်ဥပမာအလင်းနှင့်အမောင်အကောင်းနှင့်အဆိုးဤသဘောတရားမျိုးသည်ဖီလာဆန့်ကျင်သောဝိရောဓိသဘောမျိုးဖြစ်၏မှောင်လင်မလင်းမမှောင်လင်လင်းရမည်မလင်းလင်မှောင်ရမည်ကောင်းလင်မဆိုးမကောင်းလင်ဆိုးရမည်ဆိုးလင်မကောင်းမဆိုးလင်ကောင်းရမည်မကောင်းမဆိုးဟု၍မရှိနိုင်တော်ရုံကောင်းသည်တော်ရုံဆိုးသည်ဟု၍သာရှိနိုင်လေသည်မောင်ဖြူသည်ကောင်းသောသူမဟုတ်တို့ဖြစ်သောကြောင့်မကောင်းသူဖြစ်ရမည်ဤအတွေ့သည်မှန်သောအတွေ့ဖြစ်၏ဤကဝိယောဓိသဘောတည်းဤတွင်အဖြူနှင့်အမဲကြောင့်ကိုစဉ်းစားကြစို့မောင်မောင်သည်မဖြူသူဖြစ်၏ထို့ကြောင့်မဲသည်ဤစကားမှန်မှန်အကြောင်းမူကားအဖြူနှင့်အမဲသည်ဓာတ်ရိုက်ဖီလာဆန့်ကျင်သည်မဟုတ်မတူချင်းသာဖြစ်လေသည်
ဖီလာဆန့်ကျင်ခြင်းမှာစက်ကြမရှိတခုမဟုတ်ကတခုဖြစ်ရမည်မလင်းလင်မှောင်ရမည်အလင်းနှင့်အမောင်မှစက်ကြအယောင်မရှိနိုင်နည်းနည်းမှောင်ခြင်းသည်အမောင်ဖြစ်၏နည်းနည်းလင်းခြင်းသည်လည်းအလင်းပင်ဖြစ်၏မတူခြင်းမှာစက်ကြရှိသည်မောင်မောင်မဖြူသောကြောင့်မဲရမည်မဟုတ်အဖြူနှင့်အမဲဆက်ကြားမှာအဝါရွှေရောင်အနီစသည်တို့ရှိနိုင်လေသည်ဤကမတူခြားနာခြင်းသဘောမျှဖြစ်လေသည်မောင်မောင်သည်ထား၍နေသူဖြစ်အပ်ထား၍နေသူမဟုတ်နိုင်မောင်မောင်သည်ထား၍နေသူဖြစ်ကထား၍နေသူမဟုတ်နိုင်ဤစကားမှန်၏ထိုစကားမှန်လျင်ဒုတိယတဆင့်စဉ်းစားရ၌မောင်မောင်သည်ထား၍နေသူမဟုတ်သို့ထား၍နေသူမဟုတ်ချေကအဖေပုံနေပါသည်ဟုသောအမေးရှိအပ်အဖေပုံဖြေမည်နီထား၍နေသူမဟုတ်လျင်ထိုင်နေတာဘောဟုဖြေနိုင်မည်လားဤသို့ဖြေလျင်မှားလိမ့်မည်အကြောင်းမူကားထခြင်းနှင့်ထိုင်ခြင်းသည်ဖီလာမဟုတ်မတူကွဲပြားခြင်းများဖြစ်သည်၎င်းနှစ်ခုကြားဆက်၍ဒူးထောက်ခြင်းလျောင်းခြင်းမှောက်ခြင်းလျှံခြင်းဝှက်ခြင်းစသည့်အမျိုးမျိုးသောအနေအထားတွေရှိနိုင်လေသည်အခြားစီခြင်းရဲ့အချက်တစ်ခုကတတိယတစ်ခုနှင့်တူသောပထမဒုတိယအရာနှစ်ခုသည်အချင်းချင်းတူညီကြ၏ဥပမာမောင်ကနှင့်မောင်ခသည်မောင်စနှင့်တူကြ၏တို့ဖြစ်သောကြောင့်မောင်ကနှင့်မောင်စအချင်းချင်းလည်းတူကြရမည်အခြားအရေးကြီးသောအချက်တစ်ခုကအများမှအနည်းကိုထုတ်၍ဆုံးဖြတ်နည်းဥပမာခေါရင်ကြီးကလားဟုသည်များမဲ၏မူတူးသည်ခေါရင်ကြီးဖြစ်၏တို့ဖြစ်သောကြောင့်မူတူးမဲ၏ဤနည်းမှာကအများထဲမှမူတူးတစ်ယောက်ကိုသာထုတ်၍ဆုံးဖြတ်ခြင်းဖြစ်လေသည်တနည်းကမူတူးရန်ကရာစွာမိစာနာစီစသည့်ခေါရင်ကြီးများမဲ၏တို့ဖြစ်၍ခေါရင်ကြီးအားလုံးမဲရမည်ဤကအနည်းမှအများကိုဆုံးဖြတ်နည်းဖြစ်လေသည်ဤဒုတိယနည်းဖြင့်လောကဓာတ်ပညာ၌အတွေ့အကြုံများစွာရရှိကြလေသည်အကြောင်းမှအကျိုးအကျိုးမှအကြောင်းမိခိုးကိုမြင်သဖြင့်မိရှိကြောင်းသိနိုင်၏ဤကအကျိုးမှအကြောင်းကိုသိခြင်းဖြစ်၏မိရှိသောကြောင့်မိခိုးရှိရမည်ဟုအကြောင်းမှအကျိုးထုတ်တိုင်းမရမိခဲပြဖုံးဖြစ်၍နေနိုင်၏အခြားအချက်များလူကိုတက်လျင်တေသူမှာသွေးစာသွေးနာရှိတတ်၏ငါဖြူကလူတက်မှုနှင့်အစွဲခံရ၏သို့တော်လည်းသွေးစာသွေးနာ၎င်းမှာမရှိပေသို့အတွက်၎င်းကိုတည့်ရသည်မလွတ်နိုင်လူကိုတက်လျင်တက်သူမှာသွေးစွန်းတတ်၏ငါဖြူမှာလူတက်မှုနှင့်အစွဲခံရ၏သွေးစာသွေးနာလည်း၎င်းပေါ်တွင်တွေ့ရ၏သို့အတွက်၎င်းကိုချိုးမိတ်မပေးနိုင်လောจิตကျမ်းကိုအကျယ်ရေးရလျင်များစွာကြီးကျယ်လိမ့်မည်ဤကျမ်း၌အနှဲငယ်သာဖော်ပြခြင်းဖြစ်ရာတွေးနည်းကြံစာနည်းဟုသည်များမှာလောจิตအခေါ်ရှိတော်လဲထိုကိုတို့ကိုမပြလျင်ထွေထူးများပြားမှာဆိုသဖြင့်ကြံနီးတွေးနီးစိတ်ကူးနီးများ၏နမူနာပုံတက်တည်များကိုသာရောပုံဖော်ပြခြင်းဖြစ်လေသည်တစ်ဖက်ကိုရှောက်ချခြင်းသည်အခြားတစ်ဖက်ကိုချီးမွမ်းခြင်းမဟုတ်ပေဥပမာရှိလူကြီးများသည်လွန်စွာမှားသည်ဟုဆိုရ၌ယခုကာလလူများလုပ်သည်များမှန်သည်ဟုမယူဆအပ်ပေသူ့သားကိုလူမိုင်းဟုဆိုခြင်းသည်ကိုယ့်သားကိုလူလိမ္မာဟုသောအတိတ်ပဲသို့မရောက်ပေအမေသည်အငင်းမဟုတ်ရေဦးဆရာတော်ကငါးပွင့်ဆိုင်ကထွက်တယ်လို့မကြင်မာမိပါသလားဟုပြောသည်ဖြင့်ရေဦးဆရာတော်သည်ငါးပွင့်ဆိုင်မှမထွက်ဟုမဆိုနိုင်အငင်းစကားတစ်ခုသည်အငင်းဖြစ်၏အငင်းစကားနှစ်ခုသည်မငင်းဖြစ်၏ငါမလုပ်ဘူးဟုသောစကား၌အငင်းစကားတစ်လုံးသာပါသည်ဖြင့်အငင်းဖြစ်၏ငါမလုပ်ဘူးမဟုတ်ဘူးဆိုရ၌အငင်းစကားနှလုံးပါသည်မငင်းမဲလှုပ်ကြောင်းဝန်ခံခြင်းဖြစ်လေသည်တစုံတရာကိုမလှုပ်ချင်ခြင်းသည်မလှုပ်ဟုသောအဓိပ္ပာယ်မရှိပေမလှုပ်ချင်ပဲလျက်လဲလှုပ်ကြရလေသည်အမဲသားကိုကြိုက်သူဖြစ်ရုံနဲ့လဲစားသူမဖြစ်နိုင်မဖြစ်ခြင်းသည်အခါခတ်သိမ်းပြက်ခြင်းမဟုတ်တစုံတရာကိုလှုပ်ရ၌ပြက်သဖြင့်မဖြစ်ခြင်းကတစ်မျိုးတစုံတရာကိုဘယ်အခါကမျှမလှုပ်သဖြင့်မပြက်ပဲနှင့်မဖြစ်ခြင်းကတစ်မျိုးဤမဖြစ်နှမျိုးလဲရှိလေသည်လူတယောက်မြို့ငယ်တစ်ခု၌မိမလှည့်ရာမိမိဘီရေမအောင်ဟုပြော၏မိမကဘီရေတောင်အောင်ဖို့မလိုပါဘူးရှင်ဟုပြော၏ဘီရေအောင်ပေမဲ့ရှေးကလိုလွယ်ကူကူမြို့မလုံနိုင်တော့ပါဘူးဟုပြောလေ၏ထိုမိမ၏စိတ်၌ဘီရေမအောင်တော့လဲ9 တန်း10 တန်းအောင်လင်တော်ပြီဟုသဘောထားရန်ရှိ၏၎င်းလူနှင့်ညာသောအခါကျမှအဘယ်အင်္ဂလိပ်ကျောင်းကိုမျှနေဘူးသူမဟုတ်ကြောင်းသိရလေသည်၎င်းလူဘီရေမအောင်ခြင်းမှာဘီရေစာမေးပွဲကိုဝင်ရ၍မအောင်ခြင်းမဟုတ်အင်္ဂလိပ်ကျောင်းမှာလုံးလုံးမနေဘူးရေမအောင်ခြင်းဖြစ်လေသည်ပညာရှိယဟန်ဘုန်းကြီးအချို့ဝိနည်းလျှောက်စကားပြောခြင်းသည်လောဂျစ်နည်းအရာလှည့်ပတ်ခြင်းပင်ဖြစ်လေသည်တ
တနေ့ကမင်းငါတို့ရွာကိုလာတယ်မဟုတ်လားဟုတယောက်ကမေးရာတယောက်ကငါဘယ်တော့လာလို့လဲဟုပြန်၍ပြော၏ထိုစကားအရာမလာဟုညင်းသလိုဖြစ်၍နေ၏စင်စစ်မှာအငင်းမဟုတ်အမေးကိုအမေးနှင့်ပြန်၍ခြေခြင်းဖြစ်လေသည်လောဂျစ်ပညာကိုအစီအစဉ်နှင့်ဤတွင်ဖော်ပြခြင်းမပြုနိုင်အနှဲငယ်များသာဤဥပမာများကိုပြခြင်းဖြင့်စဉ်းစားဉာဏ်ရှိသူများသည်လောဂျစ်နည်းကိုရိပ်မိနိုင်ကြဖို့ရန်ရည်တံဖော်ပြခြင်းများဖြစ်လေသည်မအောင်မြင်ခြင်းအသင်သည်ယခုအခါသို့တိုင်အောင်အမျိုးမျိုးလောက်ကင်ကျက်စီခဲ့ရာအထမမြောက်မအောင်မြင်ခဲ့သည့်အခါတွေနှင့်တွေ့ကြုံခဲ့ပေလိမ့်မည်ထိုကဲ့သို့မအောင်မမြင်ဆုံးရှုံးခဲ့သောအခါများအကြောင်းကိုပြန်၍တွေးမိပါ၏လောထိုမအောင်မြင်ခဲ့ခြင်းများသည်အောင်မြင်ခြင်း၏လှေကားတက်များပင်ဖြစ်ကြောင်းကိုစဉ်းစားမိပါ၏လောNeedus Ewesta သည်ပထမစကားပြောရာပရိသတ်ရှိတွင်မအောင်မြင်အရှက်ရလောက်အောင်ဖြစ်ခဲ့၏၎င်းသည်စိတ်အားသက်သည့်နှုံနေသူဖြစ်ချေကငါကအပြောအဟောသမားမဟုတ်အေးဆေးပဲနေမိအောင်မိကစိတ်ကိုလျှော့ပေးလိမ့်မည်အရေးရှုံးနေခြင်းသည်မိမိ၏ဘယ်အချက်မှလူရည်နေသည်ကိုပြသောဓမီရောင်အလင်းနှင့်တူလေသည်အလောက်တစ်ခုခုမှကြံတယ်လို့မဖြစ်မြောက်မအောင်မြင်ကစွန့်ပြစ်ရမည်မဟုတ်ထိုက်၍သာလုပ်ဖို့ရှိလေသည်တစ်ပင်ကြီးအဖြစ်သို့မရောက်သေးသောတစ်ပင်ပြိုသည်လေပြင်းမုန်တိုင်းတို့နှင့်ကြမ်းတမ်းသောဥတုနှင့်နေမိုးကြောင့်အပြင်းကြီးဖြစ်နိုင်သောအားအစွမ်းကိုရရှိလေသည်ထိုကဲ့သို့သောကြမ်းကြုတ်ခြင်းများနှင့်မတွေ့ခဲ့ကြချေကတန်တန်မာမာကြီးနိုင်မည်မဟုတ်ပေလူတို့သည်ငြိမ်းချမ်းသာယာစွာနေသဖြင့်၎င်းလွယ်ကူစွာကြီးပွားအောင်မြင်သဖြင့်၎င်းတတိစွမ်းရည်ဆုပ်ယုပ်နှုတ်နေခြင်းအဖြစ်သို့ရောက်ကြရလေသည်ပင်ပင်မန်းမန်းခက်ခက်ခဲခဲလောက်ကင်ကျက်စီနေထိုင်ခဲ့ကြရမှသာလျှင်တတိအစွမ်းတိုးတက်နိုင်လေသည်ရှုံးနေခြင်းသည်အောင်မြင်ခြင်းအတွက်အစွမ်းဆုံးသောအားဖြစ်လေသည်လူပြော့များသည်ရှုံးမာကိုကြောက်၏လူစွဲလူထက်များသည်ရှုံးနှိမ့်လိမ့်လဲခြင်းဖြစ်မည်ကိုမကြောက်တိုး၍နေ၏အခက်ခဲရှိရာသို့ဆွံ့၍သွားကြလေသည်တထေးကြီးတယောက်သည်မိမိ၏သားအားအလုပ်တစ်ခုတီထောင်၍ပေးပြီးပြက်စီအောင်တိတ်တဆိတ်သမင်လုပ်၏အခြားသူများကဘေးနှင့်ရှိစာကျုပ်တို့မပြောဘူးလားစသဖြင့်ပြောကြ၏တာဖြစ်သူကပြန်ပြီးစူးစမ်းပါရစေဟုပြော၏ဖခင်ကမကူညီပဲလက်ပရည်နေ၏သားကပြက်စီရများပြန်၍ထားမည်ကျွန်တော်အမကိုသိမြင်ပါသည်ဟုပြော၏ပြောသည့်အတိုင်းဖခင်၏အကူအညီကိုနောက်ထပ်မရပဲစူးစမ်းရာဖခင်ထပ်ပင်ကြီးကျယ်၍သွားဘူးလေသည်တစုံတရာကိုလွတ်ရ၌ပြက်စီရှုံနှိမ့်လိမ့်လင်းခြင်းအဖြစ်သို့ရောက်သည့်အခါတေချာစွာစဉ်းစားရမည်ဘယ်အကြောင်းကြောင့်ပြက်သည်ဟုသောအချက်ကိုရှာရမည်ပြန်၍စူးစမ်းလျင်ဖြစ်ဖို့လမ်းရှိရဲ့လားဟုသိရမည်ထိုအသည့်နှစ်ခုကိုပိုင်ကပြန်၍ဖြစ်အောင်လုပ်လျင်ဖြစ်မြောက်ရမည်တည်းနောက်ဆက်လက်၍ရှုံးပြန်လျင်လည်းထက်၍တဖန်ဆက်လက်စူးစမ်းရမည်မယူရဲ့လှုပ်ခြင်းများကဆုံးရှုံးရမည်သာများလေသည်စင်စင်ဆာဆာအသည့်မြင်ဉာဏ်နှင့်လှုပ်သမျှ၌ဆုံးရှုံးလျင်ပြန်၍လှုပ်ကဖြစ်ရမည်သာစိတ်ဆိုးလွယ်ခြင်းအသေးအဖွဲမကြမ်းကြီးသောအရေးငယ်သောအရေးဟု၍မ၍ထိတ်ကနေဆိုလျင်ဒေါသထွက်ခြင်းသည်စိတ်ဆိုးခြင်းအမှတ်ဖြစ်ရာနှလုံးအားအာယုံကြောအားအုံနောက်အားညံ့ဖျင်ခြင်း၏လက္ခဏာဖြစ်လေသည်စိတ်ဆိုးသည့်အခါတိုင်းစိတ်အားသက်သည့်ဆုပ်ယုပ်၏စိတ်ဆိုးခြင်းသည် will power ရုပ်ဖိတ်ခြင်းပင်ဖြစ်လေသည်ထိုလူမျိုးမှာနှလုံးယောဂအုံနောက်ယောဂခေါင်းကွက်ယောဂများဖြစ်တတ်လေသည်ထိုစိတ်ကိုမချုပ်လျင်ပို၍ဆို၏ချုပ်လေရှိလျင်နိုင်၏စိတ်၏ချမ်းသာကိုလည်းပုံမရရှိခံစားရလေသည်ထိုအကျင့်သည်မျက်နာကိုအရေးကြောင့်နှင့်အမှတ်ပြုကာအိုမင်းခြင်းကိုလျင်မြန်စွာရောက်အောင်ခေါ်ယူသည်နှင့်တူလေသည်ထိုအကျင့်ကိုနိုင်လျင်မျက်နာသည်တာယာငြိမ်သက်သောမျက်နှာပြင်ပမာဖြစ်၏စိတ်ဆိုးလွယ်ခြင်းသည်ယူသွခြင်းအငယ်စားပင်ဖြစ်၏ဒေါသဖြစ်လိုသည့်အခါတရားသဘောကလေးတစ်ခုခုနှင့်ဖြေဖြောက်ရမည်ဤကိစ္စ၌ငါစိတ်ဆိုးလျင်အဘယ်မျှအကျိုးရှိမည်နည်းဟုသောဆင်ခြင်ခြင်းအလေးကိုလေ့ကျင့်ရမည်ထိုအလေးကိုလေ့ကျင့်ဖို့မမေ့အပ်ပေစိတ်ဆိုးခြင်းသည့်အခါတိုင်းငါသည်ဤနည်းဖြင့်သတိထား၍ချုပ်တီးပါမည်ဟုသောတန်ဋိဌာန်ကိုပြုရမည်စိတ်ဆိုးလျင်ငါသည်အတူပင်းသူလို့၍နေပါမည်ဟုသောအဋ္ဌဌာန်ကိုပြုရမည်နနက်မိုးလင်းလျင်ငါ၏စိတ်ကိုအနှောက်ယှက်ပေးသူများနှင့်အနှောက်ယှက်ပေးသောအရာများကိုငါယနေ့ရှောင်နိုင်မည်မဟုတ်ငါသာလျှင်ငြိမ်သက်စွာနေဖို့လို၏ငါစိတ်ဆိုးလျင်တပါးသူ၏အပြစ်မဟုတ်ငါ၏အပြစ်သာဖြစ်ရ၏ဟု၍ဆင်ခြင်ကာယနေ့ဖြင့်ငါသည်စိတ်မဆိုးပါဟု၏အဋ္ဌဌာန်ကိုပြုရမည်
ထိုကဲ့သို့ချုပ်တီးခြင်းသည်ဝယ်ပါဝါတိုးစေသောလေ့ကျင့်ခြင်းပင်ဖြစ်လေသည်အလွန်တရာစိတ်ဆိုးစရာကောင်းသောအခြေအနေ၌လှားရောက်၍မဖြုံသောကြောက်ဆောင်ပမာနေနိုင်ခြင်းဤကျက်တည်သည်တာယာသောကောင်းကင်ပြင်၌မားမတ်စွာနေသောပြမိုင်းသောတောင်ထုပ်ကိုအဝေးမှနေ၍ရှုမြော်ရာတွေ့ရှိရသောကျက်တည်ပင်ကြီးကျယ်ခမ်းနားလေသည်တာမန်လူတို့သည်မိမိတို့၏စိတ်ကိုမချုပ်တည်နိုင်အသက်ကြီးသူတို့မှာမိမိတို့၌ဖောက်ပြန်၍လာသည်ကိုအမှတ်မဲ့နေတတ်ကြ၏ထိုဖောက်ပြန်ခြင်းသည်စိတ်တူခြင်းပင်ဖြစ်လေသည်ငယ်သူများကိုငေါငန်းဟိအောက်တတ်သောလူကြီးသည်ဝုန်းကနေမိကဟိအောက်သောသူနှခ၏အယုတ်ဆိုးပုံကိုကြည်ရမည်တစိမ့်ဧည့်သည်ကြီးများ၏ရှေ့၌စိတ်ကိုချုပ်နှံလျင်ကိုယ်ရာ၌အဘဲကြောင့်မချုပ်နိုင်ရပါမည်နီတကပောင်နှင့်နှစ်ဘူးကိုမတော်တဆတိုက်မိသည့်အတွက်တိုက်အောင်ဟဲဟုဆိုကာတကပောင်နှင့်အုံကောင်းကိုထက်ခါတိုက်သဖြင့်နှစ်ဖူးပြေးသူတယောက်ကိုတွေ့ပူ၏ဘသူနာသလဲအောက်ရဲ့အင်းရိုင်ဒေသ၌အင်းတဲသို့ကိုင်း၍နေသောကျုပ်ကိုင်းကြီးတပင်ပေါ်မှအင်းတရဲတကောင်သည်ရေထဲသို့ခုန်ဆင်းကာလှင်ငယ်တစ်စင်းနှင့်လာသူတို့ကိုခြောက်ရည်ပြတတ်တဲ့တနေ့သား၌ဝေလီအချိန်ချမ်းလာသောဆောင်းရာသီတွင်တရဲမကြောက်သောဆေးဆရာတယောက်သည်လှေကိုပဲ့ကန်လျက်လှေဦးမှာကတပည့်တယောက်ကလော်၍ထိုနေရာသို့ရောက်အောင်သွားတဲ့တရဲသည်ထုံးစံအတိုင်းလှေဦးရှိတွင်ကျုပ်ကိုင်းပေါ်မှရေထဲသို့ပြုံးကနေခုန်ဆင်းကာခြောက်တဲ့ဆရာကခုံချအောင်လေးဟုပြောရာတဖန်ပြန်၍ခုံချတဲ့ဆရာကဒါပဲလားခုံအောင်လေးဟုပြောရာတရဲကတဖန်ခုံ၍ချပြန်လေ၏ထိုအခါဆရာကမှတ်ကြောဘေးနှင့်ရှိစနင်းချမ်းရောမဟုတ်လားဟုပြောပြီးတပည့်ကိုအလော်ခိုင်း၍ထွက်သွားလေသည်ထို့အတူစိတ်ဆိုးလေသူမှာမိမိသာဆို၍မြည်သူမှမနစ်နာမိမိမှသာအကျိုးမဲ့ချမ်းယုံသာရှိလေသည်